တိုင်းတို့မင်းတို့ရဲ့လက်ကိုလှေအောင်ပြန်ရောလုံးဝကိုယ်ဝှကြော့လိုက်ပါလေငွေကလို့တိုက်လိုက်ငွေဆူရလိုက်ရောအဲ့ဒါမျိုးကိုခံရအဲ့မျိုးကိုကြုံကျင်တာဝါတိတာအိုးွက်လေးနဲ့ဆိုတော့ငွေဆူငွေကလို့တိုက်လိုက်အဲ့ဒါမျိုးကြုံနေတာโอเคပါပထမဆုံးနေပြီမနေ့ပိုင်းမှာပတင်မြေကြီးပါနော်ကျွန်တော်မဖိုးတွေတီအိုးတွေပေးကြတယ်စီဒနာရှင်မိတ်ဆွေများကိုဒီနေရာကနေကျွန်တော်လိုက်လေးကတော့ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရှစ်စဖို့ကအားအေးနေဖြစ်ပါတယ်โอเคပါဒီနှစ်ကိုနှစ်အဲ့ဒါရပါတယ်ရောတကွက်တီယောပဲရှင်းကိုရကောမှာပဲလုံးဝတကွက်တော့ပဲတယောက်တည်းပဲလုံးဝဆွဲကြည့်အေးကောမှာကိုရတကယ်ကိုအဆွဲနဲ့ကြည့်ရဒါတော့ဒါပဲပြောင်းလေအဲ့လိုပေးရရအဲ့လိုတားရောမင်းနေဖြစ်နားမလားစမလားမင်းကိုမစင်စားမင်းနခပ်ပေါ်ပြီးပါလေဒါစင်စားတော့တုံးတူညာရှင်းကကြက်လေးဒီတော့ကအမြူးရကနာနှစ်လေးခွင်ကိုမြူးရဲ့မစတာကီနေဖြစ်နေအတုံးပြလို့ရှာတယ်တော်လို့ညာရှင်းကတော့ကျန်တဲ့အတွက်ကြောင့်မင်းအနေဖြင့်စဉ်းစားပါနော်ဆက်နာတင်နာโอเคကိုကတော့ဆက်လက်ပြီးတော့တင်ပဲရှင်းတဲ့ပတ်သက်ပြီးတော့ပြောခြင်းတယ်ရှစ်ကဘုံမကြုံဆိုပေမဲ့ကြော်သွားတယ်ကြော်ခဲ့ပေမဲ့သူ့ရဲ့နီလန်အရှာပြောင်းလို့ထိုးတာမရှိဘူးပြောက်တာရလုံးဝမရှိခဲ့ဘူးအေးတော့ကြနေတည့်ရပဲရှိသေးရှင်းတဲ့ပတ်သက်ပြီးတော့နော်သုံးခွက်ပဲကစားခြင်းနဲ့ကစားပါနော်အဲ့တော့ကြာတော့ပတိတော့ကြာမှာပေးထားတဲ့ကေပုတ်၄ခွက်ရှိတယ်အဲ့၄ခွက်ကိုဖြုတ်ချခဲ့မယ်ကစားတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြက်ထွက်နေပြီအမျက်ထွက်နေတဲ့ဟာရဲ့နောက်ပြီးတော့ကိုယ်တလုံးကလည်းချထားတာကြောင့်ဖြစ်တဲ့အတွက်ကြောင့်ကေပုတ်ကိုဖြုတ်ခဲ့မယ်ထွက်ချင်တော့မထွက်ချင်ပေါ့နော်ထွက်တယ်ဘာမနေတော့โอเคအခုမနေ့မှာတော့သုံးနဲ့ပတ်သက်ပြီးတော့ထိစီအနေဖြင့်တွေ့ရတယ်လေးပင်ဆိုင်မှာထိစီအနေဖြင့်နဲ့သုံးအောင်ထိကြီးကိုတွေ့ရပါတော့အနေကုံဘရိတ်ပေါင်းခြင်းကဘာဖြစ်နေလဲဆိုမနေ့ဘက်ကိုဝမ်းချင်းဖြစ်နေပေးနေတယ်ဒီနှစ်ခုကထစ်ပြီးတော့စဉ်းစားစရာလေးဖြစ်တယ်ပေါ့နော်နေကိုဝမ်းချင်းရဆိုရင်တော့ဒီနေ့မနေ့မှာ6တစ်ဖြစ်တယ်3လို့3တစ်တို့ထစ်ကစားရင်းနဲ့ကစားပါတော့ဒီနှစ်ခုကိုတော့ထည့်ပြီးတော့စဉ်းစားရရွှေကီးနဲ့ပတ်သက်ပြီးတော့ပြောရင်းနေရွှေကီးကတော့မနေ့ပဲထိလိုက်ညနေထိလိုက်အားကိုမအားတော့တကယ်ရွှေကီးကမနေ့မှပြေးထိတယ်ဟိုဘက်ပြေးကန်လိုက်ဒီဘက်ပြေးကန်လိုက်မနေ့ကနကန်လိုက်ညနေကနကန်လိုက်အခုက၄ခွေ၃ညာဖြစ်တယ်ပေါ့နော်ရွှေကီးတွေကအဲ့ဒီဆိုရင်တော့ဒီ6ခွက်ကိုထုတ်လိုက်မယ်ဒီကောင်းမဲ့တင်တဲ့အရာလေးကိုခမန်းပြီးတော့ထုံလို့တာကြီးဖြစ်တယ်ပေါ့နော်အဲ့လိုမိတ်ဆွေနေပြေရောဖြစ်တာကြီးနေပြေနေဖြစ်နေဖြစ်ကစားတဲ့နဲ့စူမကစားကိုကတော့ဒီ3ခွင်ရဲ့3လေးရဲ့6ခုရဲ့8ခွင်ရဲ့နောက်3ညာတလေးရဲ့အဲ့3-5ခွင် break ကိုဦးစားပေးထားတော့နော်3-5ခွင် break ကိုဦးစားပေးပြီးတော့ထုတ်ထားတော့နော်ဆိုချင်တာကတာကြီးလူဆိုတာခါလေကန်ကောင်းရင်စတိုက်ကန်ကောင်းလားမင်းဘာပြောမင်းပြောတဲ့စကားလုံးကအမှန်လေးကြီးဆိုတော့ဒီ3လေးနဲ့3ခင်ငါတို့ကန်ကောင်းရင်ကန်ကောင်းမယ်ဟုတ်ရောအဲ့တော့ငါဒီနှစ်ကွက်ကိုရွေးချက်ခဲ့မနေ့ပိုင်းမှာကွက်နေဖြစ်နေရွေးချက်ခဲ့အဲ့ကတာကြီးရောမင်းဘဝမှာအဖြစ်ရှင်ဆုံးဆန္ဒတစ်ခုရှိတယ်အဲ့လိုငါဘဝမှာလည်းအဖြစ်ရှင်ဆုံးဆန္ဒလေးတစ်ခုရှိရဲ့အမြန်ဆုံးအကောင့်ထဲပေါ်နိုင်ရပါစေလို့စတော်ရင်လည်းတစမ်းကိုရှင်းလာခဲ့โอเคအော်တပတ်ပါ see you